ကလေးမွေးဖွားပြီးစအမျိုးသမီးတဦးဟာရှေ့ကစံပြုတ်ဖြူဖြူလေးကိုကြည့်ပြီးရုတ်တရက်ဝမ်းနဲ့ပန်းနဲ့ငိုချလိုက်ပါတယ်။သူမရဲ့ခင်ပွန်းကတော့ဒဏ်ရာနာကျင်လို့ငိုတယ်လို့ထင်နေပေမဲ့တကယ်တော့သူမဟာမိခင်တယောက်ရဲ့ကျေးဇူးတရားနဲ့ခံစားချက်ကိုအပြည့်အဝနားလည်သွားခဲ့လို့ပါ။လွန်ခဲ့တဲ့ရက်ပိုင်းကပဲအမေဖြစ်သူဟာသမီးရဲ့ကိုဝင်ဆောင်စစ်ဆေးစမ်းသပ်ချက်စာရွက်နဲ့ခြံထားခဲ့တဲ့စာတိုလေးကိုတွေ့ရှိခဲ့ပြီးစိတ်မကောင်းဖြစ်ကငိုကြွေးခဲ့ရပါတယ်။သမီးဖြစ်သူစိတ်ဆင်းရဲကိုဆင်းရဲဖြစ်ခဲ့ရတာတွေကိုပြန်တွေးပြီးရင်ကွဲမတက်ခံစားခဲ့ရတာပါ။ကိုဝင်ရှိနေတဲ့အချိန်မှာတော့ဖခင်ဖြစ်သူရဲ့စူပူချိန်မောင်းမှုကိုခံခဲ့ရလို့သမီးလေးငိုခဲ့ရပါသေးတယ်။အစကဒေါသထွက်နေခဲ့တဲ့အမေဖြစ်သူဟာအခုတော့သမီးအတွက်စိတ်မကောင်းဖြစ်ပြီးအပြစ်မကင်းတယ်လို့ခံစားနေရပါတယ်။သူမကိုယ်တိုင်လည်းအရင်ကဒီလိုဘဝမျိုးဖြတ်တန်းခဲ့ရပြီးကိုဝင်တားစီစီနဲ့သူများစီပတ်စံလိုက်ချိခဲ့ရတာကိုပြန်တွေးမိလို့ပါဖခင်ဖြစ်သူကလည်းသမီးကိုအဲ့ဒီလိုစူပူခဲ့မိတဲ့အတွက်နောင်တကြီးကျယ်ရနေခဲ့ပါတယ်။အန်နာမိဘရဲ့နေ့မှာတော့အခြေအနေတွေကရုတ်တရက်စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။မိဘတွေကိုစိတ်မပူစေချင်လို့အန်နာကအကြောင်းမကြားခဲ့ပါဘူး။10နှစ်နာရီကြာတဲ့အထိကလေးကလူလောကထဲထွက်မလာသေးပဲနာကျင်မှုတန်ကြောင့်အန်နာတတိလစ်သွားတဲ့အထိဖြစ်ခဲ့ရပါတယ်။အခြေအနေတွေရင်လေးစရာဖြစ်လာတော့မှခင်မုန်းဖြစ်သူကြက်ကမျက်ရည်တွေကိုအောက်အီးပြီးအန်နာအမေစီဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။သမီးဖြစ်သူရဲ့သတင်းကိုကြားရတဲ့အခါအမေဖြစ်သူဟာကြောက်လန့်တုန်ရင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအန်နာအခြေအနေကတော်တော်လေးဆိုးရွားနေပြီးငွေကန်းအပြင်ကဂျက်ကလည်းဇနီးတဲ့ရဲ့နာကျင်စွာအော်ဟစ်တန်တွေကိုကြားပြီးလက်တီးကိုတင်းတင်းဆုပ်ကငိုကြွေးနေခဲ့ပါတယ်။ကလေးမွေးရတာဒီလောက်အထိကြောက်စရာကောင်းလိမ့်မယ်လို့သူတခါမှမတွေးဘူးခဲ့ပါဘူး။နောက်ဆုံးမှာတော့အန်နာဟာအာရင်ကုန်ခံပြီးမေ့မျောလူနီးပါးဖြစ်သွားခဲ့ပါတယ်။တတိလစ်ခါနီးအချိန်မှာအန်နာဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမကိုမွေးဖွားခဲ့တဲ့အမေကိုပြန်တွေးမိသွားပါတယ်။အမေလည်းဒီလိုပဲနာကျင်ခဲ့ရမှာဖြစ်ပြီးနာကျင်နေတဲ့ကြားကသူမကိုချော့မြူခဲ့မှာပဲလို့တွေးမိတဲ့အခါကျမှမိခင်ရဲ့မေတ္တာကိုအန်နာအမှန်တကယ်နားလည်သွားခဲ့တာပါ။ကံကောင်းထောက်မှစွာနဲ့ပဲကလေးလေးကိုဘေးကင်းလုံခြုံစွာမွေးဖွားနိုင်ခဲ့ပါတယ်။မိဖွားပြီးသွားတဲ့တိုင်အောင်ဂျက်နဲ့အန်နာတို့ဇနီးမောင်နှံဟာထိတ်လန့်တုန်လှုပ်နေတော့မှပဲဂျက်ကမျက်ရည်တွေနဲ့နောက်ခါဒါမျိုးထပ်မကြုံပါရစေနဲ့တော့လို့ပြောရှာပါတယ်။အန်နာကတော့ရှေ့ကစံပြုတ်ပကံလေးကိုကြည့်ပြီးမျက်ရည်မထိန်နိုင်ပဲငိုနေမိပါတယ်။ဂျက်ကတော့ဇနီးတွေခွဲစိတ်တန်ရကြောင့်နာနေတယ်လို့ထင်နေတာပါတကယ်တော့အန်နာဟာအသက်18နှစ်သမီးအရွယ်မှာသူမကိုမွေးဖွားခဲ့တဲ့အမေရဲ့နာကျင်မှုကိုစာနာမိလို့ပါအဲ့ဒီခေတ်တုန်းကဆိုအကြိုက်ခဲပြောက်စေတစ်ဖက်တော်အောင်မရှိခဲ့ပါဘူးအတန်ကြာတော့မိဘနှစ်ပါးစလုံးနေကနေအပြေးလွှားရောက်လာကြပါတယ်အမေဖြစ်သူကသမီးကိုမြင်မြင်ချင်းပြစ်ဖက်ကငိုရှာပြီးအဖေဖြစ်သူကတော့သမီးထိုင်ရအဆင်ပြေအောင်ဖျားလေးကောင်းလေးတွေအသားရပြင်ဆင်ပေးရှာပါတယ်အမေကသမီးနာလန်ထူဖို့အတွက်အာဟာရရှိတဲ့အစားအစာတွေအများကြီးချက်ပြုတ်ယူလာခဲ့ပြီးအဖေဖြစ်သူကလည်းသမီးလိုလေသေးမရှိအောင်အနီးကပ်ပြုစုပေးနေတာကြောင့်လေးယောက်ျားဖြစ်သူကြက်တောင်ဝင်ပြောခွင့်မရတော့ပါဘူးဂျက်ကကလေးသွားကြည့်ကြမလားလို့လှမ်းမိတဲ့အခါအန်နာမှာတခါထက်ငိုခြင်းစိတ်ပေါက်လာပြန်ပါတယ်မိဘတွေအတွက်တော့ကလေးထက်မိမိတို့ရဲ့သမီးလေးကျမ်းမာရေးကသာပထမဆုံးနဲ့အရေးကြီးဆုံးဖြစ်နေလို့ပါဖခင်ဖြစ်သူကသမီးကျမ်းမာရေးဘယ်လိုလဲလို့မေးတဲ့အခါဂျက်ကဗီဇအတိုင်းကလေးလေးကျမ်းမာရေးကောင်းပါတယ်လို့အမှတ်မထင်ဖြစ်မိပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူတကယ်မေးနေတာကသမီးဖြစ်သူရဲ့စီးကျိုယောဂအခြေအနေကိုပါဒီလိုမိဘတွေရဲ့ရင်ခွင်ထဲမှာသာအန်နာဟာဘာမျောလင်းချက်ဘာစီကန်းချက်များမရှိတဲ့စစ်မှန်ပြီးအတိုင်းအဆမရှိတဲ့မေတ္တာစစ်ကိုအပြည့်အဝခံစားရရှိနိုင်မှာတော့တယ်